ဒါကျွန်တော်တို့မောင်နှမ3ယောက်အရင်ခောက်ဒီ3ယောက်လုံးမှာဒီမှာအရှိဆုံးကအကြီးနောက်ဆုံးကအလက်အငယ်အလဲကအငယ်3ယောက်လုံးမှာအဲ့လိုလေးတွေနော်အမေရှိတယ်အဖေမရှိတော့ဘူးဒီနေ့ကျွန်တော်တို့ဒီဘက်ကိုလာပြီးတော့လှူပေးတာ3ယောက်လုံးသူတို့ကလက်ရှိဒီမှာ3ဘိန်းလေးသူတို့အတုံးပြုတ်နေတဲ့3ဘိန်းလေးပြတ်သွားလို့ကျွန်တော်တို့နော်အားကြောင့်မလို့ပါနော်ပြတ်သွားတဲ့3ဘိန်းလေးကအဲ့3ဘိန်းလေးလားဟုတ်ကဲ့တော်တော်ဟောအေးအကုန်ပြန်စစ်ရမှာနော်လာရာတွေရောအကုန်ပြန်စစ်ရမှာနော်အဲ့ဒါလေးကိုဘယ်လိုတတ်မှာတော့တက်ရတယ်ပေါ့ရလေအကိုကြီးပဲတက်ကြည့်လိုက်ဩဘိုင်းမရယ်တူနီးတူဟန်နဲ့တူတော့ဟုတ်နေရပဲနော်ဟောနောက်ကအငဲလက်တက်ပြီဟောအဲ့လိုတက်တာအဲ့ဒါကိုဒီ3ဘိန်းနဲ့လှည့်ပြီးတော့ဆိုလာတွေလိုက်ပြင်တာဟုတ်ကဲ့ပစ္စည်းရကြပဲမှတင်တော့ပစ္စည်းရဒီကလေးနောင်းမှာအဲ့လိုမိုးကမ်းရောက်ပါလေအကုန်ပါလေဒါလည်းမကောင်းတော့လို့ညက်မကောင်းတော့လို့ကြောင်ထုတ်တာလားဟုတ်ပြီစီစဉ်ပေးမယ်ချိန်ခဏလေးစောင့်ပြီနော်အကုန်လုပ်ပေးမယ်နော်ခဏလေးစောင့်ပြီပါနော်ပြန်ပြီးခွာဆင်းတာကိုရင်းနေပါပြန်လိုက်ရတာဟုတ်ပြီအကုန်ပြန်စစ်ပေးမယ်နော်ဒီဘက်မှာじゃအဲ့လိုပြင်တဲ့လူတွေရှိလားရှိတယ်တွန်းကုန်တွေပါရှိတယ်ဟုတ်ပြီတွန်းကုန်တွေပြန်ထွန်ရမှာနော်ဒါတွေကစေးပြန်မှုတ်အကုန်တာယာတွေပါတွေမကောင်းတာပြန်လဲဟုတ်ပြီကျေးဇူးပါစင်ရမောင်တော်တော့ရောက်တော့ဒီပုံစံနေအတက်ကတော့ကြည့်အောင်မယ်40ခွန်40စီ40ခွန်နဲ့ဟိုကညီမကြီးလားအမကြီးလားညီမဟုတ်လားအိမ်မလားတော့ကြည့်မယ်လေလားဟုတ်ညီမနဲ့ညီဟုတ်ကဲ3ယောက်လုံးကိုအဲ့လိုလေးပေါ့ဟုတ်ပြီ3ယောက်ကဘာတွေတော်ကြရတော့မောင်နှမအရင်နေနောက်ထပ်ရှိသေးရလားဒီ3ယောက်ပဲဟောဗျာအိမ်နောက်တယ်ကြာသွားတယ်သွားနိုင်တယ်ရှိရအိမ်နောက်တယ်ဖြစ်ကိုတွေ့နိုင်တယ်ဒီကြာအမြင်ဘူးရတယ်လို့ကတော့ညီမလေးတဲ့ရင်တော့သူများရဲ့တက်တက်တင်ခိုင်းနေဒီလိုဆက်လို့ကိုမတင်တာဆက်ပြမှာမဟုတ်တာနော်ဒါဘွားပေးပဲနော်3ယောက်လားဒီဘက်ပူမလားလာပူဒီပုံရောက်ရှိရကိုင်းညာဘ누구ကအကြီးဘ누구ကအသေးတော့ကိုကအကြီးဒါအကြီးဆုံးအမအလက်လားအကောငယ်ပေါ့အကြီးအလက်အငယ်အကြီးတော့ဘာနဲ့တော့40ခွန်အောင်ရှိပြီအမရော33ညီက28ညီလေး28အတက်တွေတော့ကွာကြရနော်ကြားထဲမှာရှိဒီကြားတွေထဲမှာတော့ရှိကြတယ်ရှိရသွားနိုင်တယ်လေ3အားလုံးဘယ်နှယောက်သွားနိုင်တယ်လေ2ယောက်ရှိတယ်ညီမလေး6ယောက်လဲတဲ့ကို9ယောက်9ယောက်မင်းကလေးအမတယောက်ထဲလားဟုတ်တယ်မင်းကလေးအဲ့တယောက်ဖက်ပါဟောဗျာရုပ်လေးတွေအချောလေးတွေပါဟမ်အခုတွားလာကြတော့ဗာနဲ့တွားကြရတော့ဟိုကဘေးလေးကပြည့်ဟိုလမ်းမှာတွေ့ခဲ့တဲ့ဗတိဘိန်းလေးလားဘာကြီးလောက်ရမှာတော့ဘာလို့မှလဲကိုဗတိတွေဘာမထည့်နိုင်တာကိုဗတိတွေဘာတွေမထည့်နိုင်တာဗတိကဘယ်နှလုံးထည့်ရတော့ဗတိက4လုံး4လုံးဟုတ်ဟိုဘက်လာလာဒီဘက်လမ်းနေညွန်တာအပြင်းတိတ်မထွက်ဘူးထင်တယ်ဟုတ်လားထွက်တာဘေးရှိတာဒီလိုကထွက်ရတယ်ဘယ်သူမောင်းတာတော့ကျုပ်မောင်းတာကျွန်တော်ကညီကိုနေရတယ်ဘရိတ်ကကြတော့အဲ့ဆိုလက်ကလားလက်ပရိတ်ဟောလက်ပရိတ်တော့ကိုရောလို့မောထွန်ထားရတာလားထွန်ထားရတာကိုသူများလူတယ်သူများကိုလူထားတာလားဟိုအဲ့ဆိုအဲ့ဘိန်းလေးကိုဗတိလဲကျင်တာမော်တာတွေကကောင်းနေလားဒီကြားလာကြားလာပြီလားတနေ့ကြော်ပါပြီတနေ့ကြော်သွားပြီအဲ့ဆိုတော့အကုန်ပြန်စစ်ရမှာနော်ဆဲလိုက်တော့ညီလေးတို့လည်းအဲ့လိုလောက်တာတော့ကိုညီလေးကဘလို့အခုဟုတ်နေအောင်ကြည်ပြားတွေပါအကုန်ပြင်းတယ်လေညီကိုနှစ်ယောက်ကညီကိုနှစ်ယောက်ကဟုတ်ဆိုလာပြားတွေပါပြင်းတာကျွမ်းတာပေါ့အဲ့ဒါတွေပြင်းအခုဘိုင်းရကိုကြီးကလာမထဲနိုင်တယ်ကိုကကြောဟိုပြင်းမထွက်တော့ပတ်စံသိစင်မပြေဘူးပေါ့ကိုကြီးအဲ့လိုမန်နေဂျာသူတို့လာပြင်မှာကိုကလောက်ပြရတာဆိုတော့လာဖို့မှလာပြင်ရတော့မှာအရင်လိုဘိန်းမရှိတော့တော့မပြင်နိုင်တော့ဘိန်းမရှိအုံကြောကြီးလည်းရောက်တာစားလင်းအမားကြပါလောက်တော့မလေးကအိမ်ပဲမားတော့အိမ်ရပဲဟုတ်ထမင်းလေးပါလေချက်ရလားအဲ့လိုကတော့အမေမချက်ဘူးလာမှချက်လို့အမိုင်လဲဇလုံးပကခွဲရောက်ဆေးတယ်ဆေးတော့မလားမွေးရပါလားဆေးတော့မလားချို့အကိုရဆေးတော့မလားအမားတို့ကတော့ဒီတိုင်းမွေးရပါလားငယ်လေးကနေမှဖြစ်တာငယ်လေးတွေကအောက်ပိုင်းမတန်တော့လားလှီသွားတာနေမှာပေါ့ဟိုဒါအမေဟိုဒါလည်းဒီမလေးတွေဟုတ်လားသေးပါလို့ဥမာသိမင်းလည်းမရှိတော့ဘူးသေးပါဒီကလေးတွေကလည်းတမတ်ထုံးပါလေဒီမလေးအရင်မတူလေးအဲ့လိုကိုလားဖေးတူလေးရမရှိတော့လောက်ကြရတယ်အခုလက်ကလည်းကြောက်အဲ့လိုပဲနော်ဟိုအဲ့ဒါကိုတုံးမမောင်းလို့ရတယ်ရတယ်အခုဘိတ်မောင်းလို့ရတယ်ဟုတ်လား
ခုရရပါကို ဒါတော့နော်အခုခုတော့ထူးကြွမှာပဲလေနော်အဲ့ဒါဆိုရင်ကျွန်တော်အဲ့ဗတီလေးတွေထည့်လို့ရအောင်လောလောဆယ်လိုရတော့ပေါ့အကူတို့မှတို့နော်နောက်ထပ်အလူရှင်ရှိရင်လည်းကျွန်တော်အဲ့ဗတီတွေဘာတွေကိုပြန်ပြီးတော့ပြင်ပေးမယ်အခုလောလောဆယ်လိုရတုံးဖို့ရအတွက်အလူငွေလှူပေးမယ်ဘယ်လိုဥစ္စာတွေလှူပေးရမလဲတစ်ချက်ကြည့်ပေးမယ်နော်အလူရှင်နာမည်ရှိရပြောပေးမယ်နော်ရန်ကုန်မြို့ကမတ်ဝါဝါမြင်းကျွန်တော်ဒီကိုတတိန်းလှူထားရှိတယ်ပြီးရင်ဖခင်ဦးတိန်းစွာရည်စူး၍တမိဖြစ်သူမေပြုံးစွာတိုင်းမှာတတိန်း9000လှူထားရှိတယ်အဲ့ဒါဆိုတော့2တိန်း9000ရှိပြီ2တိန်း9000ဆိုတော့နောက်ထပ်9000လောက်ကဒီမှာခိတ္တဖိလစ်ပိုင်နိုင်ငံကဂျေဂျေဆိုတာ9000လှူထားရှိတယ်3တိန်းပြည့်အောင်လှူပေးခဲ့လိုက်မယ်ဟုတ်ပြီနော်မောင်နှမ3ယောက်ဆိုတော့တယောက်1တိန်းပေါ့နော်3တိန်းပေါ့နော်အဲ့ဆိုရင်ဆေးတွေပါကြမှီဝဲရလားဆေးတွေမတော့ပါဘူးနော်ဩလောလောဆယ်တော့အဲ့လိုပေါ့3မိန်းပြတ်သွားတော့ စင်မပြေဘူးပေါ့ကိုရစားဖို့နေလည်းနည်းနည်း အ ချက် ကိုတို့အမားတို့ကပဲလေမိဘကိုလောက်ကြည့်ရပါပေါ့ ဟုတ်ကျွန်တော်နဲ့သူနဲ့ပဲဒီကိုနှစ်ယောက်ဒီစက်ပြင်ကျွေးတာပေါ့ အဖေကရှိသေးလား ပြင်ကျွေးတာ အမေကြီးကိုလောက်ကျွေးနေရလား အမေကြီးပြင်အခုကလေးနှစ်ယောက်ကဒီမှာတာဝန်ကြနေတော့ကလေးနှစ်ယောက်ရောက်ပါတာမီခုလောလောဆယ်6ယောက်ပေါ့ကို 6ယောက်ကိုညီကို2ယောက်ကရှာကျွေးနေရတာ ခုလောလောဆယ်ညီလေးတော့လည်းပိန်းပြန်မယ်ရကြအခုပြောမယ်ဆိုအခုထင်းနေပါလေပါလိုက်ခွေတယ် တော်ထင်းလေးပါလေခွေကျောင်းလား ကျောင်းမို့ အိမ်ဆိုင်ဖို့ပေါ့ မိသူရဈေးကြီးရတယ် တဲ့ကို1000ဝဲကျော်ရတယ် လို့ကြောင်းလဲပိတ်တယ်လို့ကလေးလဲ အခုဖုန်းသက်တာအမေကထင်းကွာ ဩအဲ့လိုကျွန်တော်မှလမ်းလေးကိုတောင်းတိုင်းမြောက်ရောက်မျောကဲအဲ့ဆိုအလူငွေအပ်ပြီမယ်အလူရှင်နာမည်လေးခုနပြောပေးပြီနော်အကြီးဆုံးအပ်လိုက်မယ်နော်ဒီမှာအလူငွေလေး3တိန်းပါဗျနော်လူရလေးတုံးလို့ရပါတယ်စက်ပြင်ရမှာဆိုရင်လည်းပြင်လို့ရပါတယ်နော် ဘိန်းနဲ့ဝတ်ကားတဲ့ ဒါနေရာလေးကဘယ်လိုပြောမလဲ အေးထုံးဖို့ ထုံးဖို့ကြေးရွာအမရဗုဒ္ဓမြို့နယ်နဲ့ပါတာထုံးဖို့ကြေးရွာဩဟုတ်ပြီနေရာလေးတချို့ကြမင်းရလေအားကြောင့်မလို့နော် ကိုခင်ဦးရဲ့ ကိုခင်ဦး ဒါကိုခင်ဦးကျွန်တော်ကိုကြော်ငိမ့် ကိုကျော်ငိမ့် မပူတဲ့ မပူနာမည်အရင်ကမပူလားရုပ်လေးလှပါတယ် ကိုကြီးဒီကဝတင်လို့ဖုန်းနံပါတ်တွေ့ရတယ် ဟုတ်လားဟုတ်ပြီဗျာကျွန်တော်လည်းလာမယ်လေကျွန်တော်ရှေ့မှာကုညီတောင်းတဲ့လူတွေများတော့လေအလှည့်ကြလေးတော့ပေးနေရတာ စားဖို့နေ ဒီနေ့တော့ လက်စင်းမပြေတော့ကိုကိုစီကူညီတောင်းလိုက်တာလေ ဒီဘိန်းလေးမရှိတော့ကိုရပြေလေဦးပေါ့ဘိန်းလေး ဒီ ရှိ နေ တော့ ရာနဲ့ကိုကိုဘယ်ညနေပြန်လာတဲ့ဒီခွဲလောက်တော့ရှိပြီ သူတို့ဖုန်းဆန်သွားပြီးလည်းလုပ်ပြီးရတော့ ဩ စင်ပြေရပါခုကျအဲ့လိုဘိန်းရလဲကိုနားထဲနိုင်တော့ကြ အခုလုံးမဲလုံးလုံးကိုမောင်းမြအောင် မောင်းမယ် ဒီတိုင်းချောင်းကူတိုးတာ ကျောင်းထိုးတာ လေးရတယ် အဲ့လမ်းပေါက်လေးမှာရက်တာ ဩဟုတ်ပြီအပြန်ကြကြည့်တော့လိုက်မယ် ဟုတ်တယ်